တုန်းကသားမိသားဖ9ယောက်ရှိတဲ့မိသားစုတစ်ခုရှိခဲ့ပူတယ်။ဒီနေ့ဖခင်ကအလုတ်သွားနေတော့မိခင်ဖြစ်သူကလည်းလျှော်ဖို့မှုတွေနဲ့အလုတ်တွေတိတ်များနေလို့ညနေခင်းမှာထမင်းအိုးလေးကိုတဲပြီးတော့သမီးကြီးဖြစ်သူကိုထမင်းအိုးအဆောင်ထားခဲ့တယ်။ထမင်းအိုးပွက်ရင်မှွေပေးဖို့ရည်ရင်ဆန်လုံးလေးတွေကိုနတ်မနက်စမ်းကြည့်ဖို့နတ်ပြီးဆိုလို့ရှိရင်ရေတွေငှဲ့ပြဖို့ပြီးလို့ရှိရင်ရေတွေပြောင်းစင်သွားအောင်မိဘကိုပြန်တင်မှွန်းထားဖို့အစစမှားပြီးတော့မိခင်ကအခြားအရေးကြီးတဲ့အလုပ်တွေကိုလုပ်နေတာပေါ့သမီးအကြီးကလည်းမိခင်ခိုင်းတဲ့အတိုင်းလုပ်ပေမဲ့ရေငှဲ့ပြီးလို့မိဘကိုပြန်မှွန်းတဲ့အခါမီးတွေများပြီးထားတာကြာသွားတော့ထမင်းတွေအောက်ပိုင်းကတူးကုန်တာပေါ့ပြန်ချက်ဖို့လည်းအချိန်မရှိတော့တာနဲ့ဒီအတိုင်းပဲဖခင်စုမှာကြောက်ကြောက်နဲ့မိသားစု၄ဦးမှာတဦးမျက်နှာတဦးကြည့်ပြီးတော့စိုးရိမ်စိတ်တွေနဲ့နေခဲ့ကြတယ်ထမင်းကလည်းမိသားစု9ယောက်စာအတိအကျချက်ထားတာမို့ထမင်းစားတဲ့အချိန်ဖခင်ဖြစ်သူကရိုက်များရိုက်လေးမလားအမေဖြစ်သူကိုစူများစူလေးမလားစိတ်တွေဆိုးပြီးထမင်းမစားပဲထသွားမလားတော်တွေကမောမောပန်းပန်းနဲ့အလုတ်ပြန်လာတဲ့ဖခင်ကိုအားလုံးကစိုးရိမ်ထိတ်လန့်ပြီးတော့အရေးတကြီးနေခဲ့ကြတယ်ညမိသားစုစုံစုံညီညီထမင်းဝိုင်းထိုင်ကြတော့တယောက်မျက်နှာတယောက်ကြည့်ပြီးနေတာကိုဖခင်ဖြစ်သူကလည်းရိပ်မိလာတယ်မိခင်ဖြစ်သူကလည်းတူးနေတဲ့ထမင်းကြိုးတွေကိုသူနဲ့သမီးအကြီးမနဲ့မျှစားမယ်ဆိုတဲ့စိတ်နဲ့သူတို့ပကံနဲ့ထဲ့နေတာမြင်တော့ဖခင်ဖြစ်သူကအဲ့ဒီထမင်းကြိုးတွေငါပကံနဲ့ထဲ့ပါဟာငါကကြိုးကိုကြိုက်တယ်ဆိုပြီးသူ့ပကံနဲ့ထဲ့ပြီးငိမ့်ငိမ့်ကြီးစားသွားတဲ့ထမင်းဝိုင်းမှာကြားနေခဲ့တဲ့မိသားစုတွေခမညာကြည်နူးခြင်းတွေဝမ်းနဲ့ဝမ်းသာခြင်းတွေခံစားနေကြရတယ်ညအိယာဝင်တဲ့အခါမှာတော့သမီးအကြီးမကဖခင်နာသွားပြီးတော့အဖေကတကယ်ထမင်းကြိုးတွေကိုကြိုက်တာလားယင်လို့မေးခဲ့တယ်ဒီခါမှာဖခင်ဖြစ်သူကသမီးရဲ့အမြဲတမ်းတော့လေဘယ်ကြိုက်မှာလဲတခါတလေကြိုက်တော့လေဘာဖြစ်သွားမှာမို့လို့လဲသမီးတို့အစင်မပြေလိုက်လို့ထမင်းလေးတခါတလေဂျိုးတူးသွားတာကိုအဖေကဂျိုးတူးရမလားလို့ဆူလိုက်မယ်ဆဲလိုက်မယ်ထမင်းဝိုင်းကထသွားမယ်ဆိုရင်သမီးအမေကောသမီးမောင်လေး2ယောက်ရောဟောဒီကငါသမီးကြီးရောဘယ်လိုလုပ်စိတ်ချမ်းသာမှာလဲဘယ်လိုလုပ်ထမင်းစားရနိုင်တော့မှာလဲသမီးရဲ့ဒီထမင်းဂျိုးတူးနေတာလေးကိုအဖေစားလိုက်လို့ကောဘာတွေဖြစ်သွားမှာမို့လို့လဲအဖေသာထမင်းဂျိုးတူးရမလားဆိုပြီးတော့ဆူတာဆဲတာငေါက်တာငန်းတာတွေလုပ်ရင်အဖေတို့မိသားစုအားလုံးစိတ်ဆင်းရဲကိုယ်ဆင်းရဲတွေဖြစ်ကုန်မှာပေါ့တကယ်တော့ထမင်းဂျိုးတူးလေးတာလေးတစ်ခုကြောင့်မိသားစုအားလုံးဆင်းရဲကုန်ရတယ်ဆိုရင်မတန်ပါဘူးသမီးရဲ့အခုအဖေဂျိုးတူးတဲ့ထမင်းလေးစားလိုက်လို့လဲဘာမှဖြစ်မသွားဘူးပြဿနာဆိုတာပုံချဲ့ရင်ချဲ့တယ်လို့ကြဲတယ်သမီးပြဿနာဆိုတာဖျောက်ပစ်လိုက်ရင်လဲပျောက်သွားတာပါပဲသမီးရဲ့အဲ့ဒါတွေကတော့ကိုကိုကောင်းအောင်တည်ဆောက်နိုင်ဖို့အပေါ်မူတည်တဲ့သမီးလို့ပြောလိုက်တဲ့အဲ့ဒီအခါသမီးကြီးဖြစ်သူကအမေအတွက်ရောသားသမီးတွေအတွက်ရောအဖေကိုကျေးဇူးတင်လိုက်တာဆိုပြီးထိုင်းကြော့သွားခဲ့တဲ့ဒါဟာကိုကိုကောင်းအောင်တည်ဆောက်နိုင်မှုရဲ့အကျိုးကျေးဇူးပါပဲဒါကြောင့်ဘဝမှာဘာတွေကောင်းအောင်တည်ဆောက်နိုင်ကိုကိုကောင်းအောင်မတည်ဆောက်နိုင်ရင်ဘဝမှာကိုလည်းဘယ်တော့မှမငြိမ်ချမ်းနိုင်ဘူးကိုဝန်းကျင်ကိုလည်းမငြိမ်ချမ်းစေနိုင်ဘူးတချို့စီးပွားရေးတွေအောင်မြင်နေကြတယ်ဒါပေမဲ့မိသားစုမပျော်ရွှင်ကြဘူးအမေကဆူအဖေကဆဲနဲ့စိတ်တွေဆင်းရဲနေကြတယ်ဘာကြောင့်လဲကိုကောင်းအောင်မတည်ဆောက်ကြလို့တချို့ပညာရေးတွေအောင်မြင်နေကြတယ်ဒါပေမဲ့မိသားစုမပျော်ရွှင်ကြဘူးအမေကဆူအဖေကဆဲနဲ့စိတ်တွေဆင်းရဲနေကြတယ်ဘာကြောင့်လဲကိုကောင်းအောင်မတည်ဆောက်ကြလို့တချို့ကျမ်းမာရေးတွေအောင်မြင်နေကြတယ်ဒါပေမဲ့မိသားစုမပျော်ရွှင်ကြဘူးအမေကဆူအဖေကဆဲနဲ့စိတ်တွေဆင်းရဲနေကြတယ်ဘာကြောင့်လဲကိုကောင်းအောင်မတည်ဆောက်ကြလို့တချို့လူမွေးတွေအောင်မြင်နေကြတယ်ဒါပေမဲ့မိသားစုမပျော်ရွှင်ကြဘူးအမေကဆူအဖေကဆဲနဲ့စိတ်တွေဆင်းရဲနေကြတယ်ဘာကြောင့်လဲကိုကောင်းအောင်မတည်ဆောက်ကြလို့တချို့ဘာသာရေးတွေမှာအောင်မြင်နေကြတယ်ဒါပေမဲ့မိသားစုမပျော်ရွှင်ကြဘူးအမေကဆူအဖေကဆဲနဲ့စိတ်တွေဆင်းရဲနေကြတယ်ဘာကြောင့်လဲကိုကောင်းအောင်မတည်ဆောက်ကြလို့ဒါကြောင့်ဘ
ဘာတွေကိုပဲကောင်းအောင်တိဆောက်ကိုယ့်ကိုကောင်းအောင်မတိဆောက်နိုင်သေးဘဝဟာမငြိမ်ချမ်းမပျော်ရွှင်နိုင်ဘူးဆိုတာဘဝမှာအောင်မြင်တယ်လို့မဆိုနိုင်ဘူးဆိုတာသိထားကြစေချင်ပါတယ်အားလုံးဘဝမှာကိုယ့်ကိုကောင်းအောင်တိဆောက်နိုင်သူများဖြစ်ကြပါစေလို့ဆန္ဒပြုခဲ့ပါတယ်